အခုခေတ်မှာ AI နည်းပညာတွေဟာတဖြည်းဖြည်းနဲ့ပိုပြီးလွယ်ကူလာအောင်ပြောင်းလဲလာပါပြီအရင်တုန်းက AI နဲ့ပုံတွေဗီဒီယိုတွေဖန်တီးဖို့ဆိုတာရှုပ်ထွေးတဲ့နည်းပညာတွေလိုအပ်ပါတယ်ဒါပေမဲ့အခုတော့ Open Art လိုမျိုး website တွေကြောင့်အားလုံးကပိုလွယ်ကူလာပါပြီဒီဗီဒီယိုမှာ Open Art website ဆိုတာဘာလဲဘာကြောင့်ထူးခြားလဲဘာတွေလုပ်လို့ရလဲဆိုတာအသေးစိတ်ရှင်းပြပြသွားပါမယ်夏天的拥抱。Open Art ဟာ AI တို့အသုံးပြုပြီးစာသားတွေကနေပုံတွေဖန်တီးလို့ရမယ်။ပုံကနေဗီဒီယိုတွေဖန်တီးလို့ရမယ်။ Music Audio ကနေ Music Video တွေ Animation Video တွေဖန်တီးလို့ရမယ်။စာသားတွေကနေဇာတ်ကောင်တွေကိုဖန်တီးနိုင်တဲ့ All-in-one Platform တစ်ခုဖြစ်ပါတယ်။ကိုယ်ပိုင်သချင်းတွေတခြားသူတွေတည်ရဲ့သချင်းတွေကို Music Video Animation Video လုပ်ဆောင်ခြင်းသူတွေ Designer တွေ Social Media ပေါ်မှာပုံတွေဗီဒီယိုတွေဖန်တီးခြင်းသူတွေပကြီးပညာနည်းပညာအခြေခံမရှိပဲကိုယ်စိတ်ကိုယ်အလွယ်တကူပုံဖော်ခြင်းသူတွေအသုံးပြုလို့ရပါတယ်။ကဲအဲ့ဒါဆိုကျွန်တော်တို့ website ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါ။ website ဝင်နည်းတွေကတော့မပြောတော့ပါဘူး။ပုံမှန် website တွေဝင်တယ်လို့ပဲ Gmail နဲ့ချိတ်ဝင်လိုက်ရုံပါပဲ။အော်ဒီ website က mobile phone နဲ့လည်းသုံးလို့လည်းရပါတယ်ခင်ဗျာ။ website ကိုဝင်လိုက်ကနဲ့ဒီလိုပုံစံမြင်ရမှာပါ။အဲ့ဒီထဲမှာဘာတွေပါလဲဆိုတာကိုကျွန်တော်ကတစ်ခုချင်းရှင်းပြပေးပါမယ်။တဲ့Zeland Story ဖန်တီးခြင်း Character Vlog တွေ Music Video တွေ Explainer Video တွေပါပါတယ်။နှစ် Video တွေဖန်တီးခြင်းအမှာ Lip Sync Video တွေ Text to Video တွေ Image to Video တွေ Element to Video တွေဖန်တီးလို့ရပါတယ်။သုံး Image တွေဖန်တီးခြင်းအမှာ Text to Image တွေ Edit Image တွေလုပ်လို့ရမယ်။ Chat to Edit လုပ်လို့ရမယ်။ဟာတွေပါဝင်ပါတယ်။လေး Character တွေဖန်တီးခြင်းအမှာ Text to Character ဖန်တီးလို့ရမယ်။ character တွေကိုစကားပြောပုံစံဖန်တီးလို့ရမှာတွေပါဝင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ text to audio လုပ်လို့ရမယ်။အပေါ်ကတစ်ခုချင်းစီကိုပြုလုပ်ဖို့အတွက်အခုပြထားတဲ့ AI တွေကိုဒီ website ထဲမှာပဲကိုချိုင်းနေတဲ့ AI ကိုရွေးချယ်အသုံးပြုလို့ရမှာပါ။ပြောချင်တာကတော့ဒီ website မှာပဲ AI တွေအစုံသုံးလို့ရမှာဖြစ်ပါတယ်။ Minimax, Hilo, Utu, Nano Banana, Google ဤနောက်ဆုံးပေါ်ရုပ်ဖုန်းဖန်တီးမှုနဲ့ပြင်ဆင်မှု model VEO3 လက်တွေ့စံတော့လို့များဇလန်တွေဖြင့်ရုပ်ရှင်စံတော့ဗီဒီယိုတွေဖန်တီးပေးသည် Kling 2.1 ရှုခန်းများလိုင်းများနဲ့အသိများတို့တဘာဝကြတော့ညှွေရှားမှုများကိုဖန်တီးပေးသည် Image Upscale ဆိုတာရုပ်ထွက်မကောင်းတဲ့ပုံတွေကိုကြည်လင်းပြထားတဲ့ပုံတွေအဖြစ်ပြောင်းလဲနိုင်ပါတယ်နောက်ထပ် Train a Model ဆိုတာကတော့ကိုယ်ပုံစံနဲ့ကိုက်ညီတဲ့ AI model ကိုကိုယ်တိုင်သင်ကြားပေးနိုင်ပါတယ်ဥပမာကိုယ့်ရဲ့စာအုပ်ကာဗာဒီဇိုင်းပုံစံမျိုးကိုပဲအမြဲဖန်တီးပေးမဲ့ AI model တစ်ခုကိုဖန်တီးနိုင်ပါတယ် Sketch to Image ဆိုတာကတော့ကိုယ်ဆွဲထားတဲ့ပုံစံကိုအသေးစိတ်ပုံအဖြစ်ပြောင်းပေးတာကိုဆိုလိုတာပါနောက်ဆုံးတစ်ခုအနေနဲ့ Image to Prompt ဆိုတာကတော့ပုံတစ်ပုံကနေ prompt စာသားပြန်ထုတ်ခိုင်းတာကိုဆိုလိုတာပါဥပမာမိတ်ဆွေကတခြားသူတစ်ယောက်လုပ်ထားတဲ့ပုံလေးကိုကြိုက်တယ်ဒါပေမဲ့အဲ့ဒီပုံစံအတိုင်းထုတ်ချင်ပေမဲ့ prompt မသိဘူးဆိုရင်အခု image to prompt ကိုသုံးလို့ရပါတယ်။တနေရာထဲမှာအဆောင်လင်းရှိခြင်းပုံဆွဲတာဗီဒီယိုလုပ်တာပုံပင်တာစတဲ့လုပ်ဆောင်ချက်အလုံးကို website တစ်ခုထဲမှာလုပ်လို့ရလို့အချိန်ကုန်လဲတက်တာစေပါတယ်။သုံးဆွဲရလွယ်ကူခြင်းရှုပ်ထွေးတဲ့နည်းပညာတွေမလိုအပ်ပဲအလွယ်တကူအသုံးပြုနိုင်အောင်ပြုလုပ်ထားပါတယ်။ Open Art website က AI နည်းပညာကိုအသုံးပြုပြီးပုံလေးဗီဒီယိုတွေနဲ့အခြားဖန်တီးမှုဆိုင်ရာအရာတွေကိုဖန်တီးနိုင်တဲ့ platform တစ်ခုဖြစ်ပါတယ်။ဒီ platform ဟာကိုယ်ပိုင်သချင်းတွေတခြားသူတွေရဲ့သချင်းတွေကို music video, animation video လုပ်ဆောင်ခြင်းသူတွေ designer တွေ social media ပေါ်မှာပုံတွေ video တွေဖန်တီးခြင်းသူတွေကိုလွယ်ကူလင်းပြစေမှာဖြစ်ပါတယ်။ AI ကိုစိတ်ဝင်စားတဲ့ဆိုရင်ဒါကိုတစ်ခါလောက်ဝင်ရောက်လေ့လာကြည့်ဖို့အကြံပြုချင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေတက်နိုင်တည်ဖို့အတွက်ကျွန်တော်တို့ရဲ့ account လေးကို like and follow လုပ်ထားပေးပြီ။ YouTube channel ကနေကြည့်ရှုနေသူတွေကလည်းကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီး
ဗီဒီယိုအသစ်တင်နိုင်တည်နိုင်ဖို့အတွက်ဘီနာကအခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်